စနေနေ့ညအတွက် free tip 3ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်စနေနေ့ညပွဲစဉ်တွေထဲကမှအကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်3ပွဲကိုရွေးထုတ်ပြီးတော့ free tip ဖြစ်30တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့ပွဲကတော့ Bundesliga ပွဲစဉ်တွေထဲက Freiburg နဲ့ Leverkusen တို့ရဲ့ပွဲပါဆိုတော့ဒီပွဲမှာအဓိကကျွန်တော်သတိထားမိတာပေါ့နော်လက်ရှိLeverkusen ရဲ့တိုက်စစ်ကစားပုံကိုပြောရပါမယ်သူတို့သွင်းဂိုးတွေရဖို့အရန်ကိုရုန်းကန်နေရတယ်အဲ့ဒီအပြင်ကိုမှအခွင့်အရေးတစ်ချိန်ရဖို့တော့မှတော်တော်လေးခက်ခဲနေတဲ့အနေအထားပါဒါပေမဲ့ကစားပုံကတော့အမှားနည်းနေတော့မှာပဲပြီးတော့တစ်ဖက်က Ancient Freiburg ကလည်းအိမ်ကွင်းပွဲတွေဆိုရင်အရန်ကိုကောင်းမွန်တဲ့ကစားပုံမှာရှိတယ်တော်တော်လေးမမထန်ထန်ကစားတတ်တဲ့အသင်းပေါ့နော်ဒီအသင်းကဒီရာသီအရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးရှုံးပွဲ6ပွဲအထိကြုံတွေ့ထားရတယ်ဒါပေမဲ့သူတို့အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင်တော့ခုချိန်ကြီးရှုံးပွဲ1ပွဲပဲရှိပါသေးတယ်အဲ့ဒီအပြင်ကန်စစ်ကလည်း17ပွဲမှာပေးကို12 9သာရှိသေးတယ်ဆိုတော့အရင်ဆိုးရလာတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲမှာအဓိကအသင်းတစ်သင်းကိုရွေးချယ်တာတဲ့ကျွန်တော်သွင်းကိုတွေအများကြီးမမြင်ရမဲ့ဘက်ကိုပဲကျွန်တော်ရွေးချယ်ဖို့စိတ်ကူးမိပါတယ်ခင်ဗျာဒုတိယပွဲစဉ်တွေနဲ့ကျွန်တော်ရွေးချယ်ပေးချင်တာကဒီ Bundesliga ပွဲစဉ်တွေထဲကပဲ Main နဲ့ Stuttgart တို့ရဲ့ကစားတဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီပွဲမှာ Stuttgart ကတော်တော်လေးကို form ကောင်းနေတဲ့အသင်းလို့ပြောလို့ရတယ်တိုက်စစ်ပိုင်းကလက်ရှိနောက်ဆုံး Bundesliga 5ပွဲမှာစုစုပေါင်းသွင်းကို14ဂိုးထိသွင်းယူထားတယ်ဒါပေမဲ့အဲ့ဒါထက်ပိုပြီးကျွန်တော်သဘောကျမိတာက Main ရဲ့လက်ရှိတန်းစင်းဆောင်ရုံးအားပေါ့နော်ဒီအသင်းကတော်တော်လေးကိုအမှတ်တွေစုဆောင်းလာနေပြီးတော့တော်တော်လေးကိုယုံပြီးတော့ကစားနေတယ်လို့ကျွန်တော်မြင်တယ်Bundesliga နောက်ဆုံး6ပွဲမှာဆိုရင် Dortmund နဲ့အဝေးကွင်းတစ်ပွဲပဲသူတို့ရှုံးထားတယ်ပေါ့နော်ကျန်တဲ့ပွဲတွေမှာမရှုံးအောင်ကစားထားနိုင်ပြီး3ပွဲထိနိုင်ပွဲရယူထားတယ်နိုင်တဲ့ပွဲမှာLeipzig လို့အသင်းကိုအဝေးကွင်းမှာနိုင်ကစားခဲ့တာတွေပါပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲမှာတော့ Ancient Main အသင်းကိုပို့ပြီးတော့သဘောကျပါတယ်ခင်ဗျာနောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ La Liga ပွဲစဉ်ဖြစ်ပါတယ်။ Osasuna နဲ့ Mallorca တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဆိုတော့ဒီပွဲကတော့ကျွန်တော်အများကြီးစဉ်းစားမနေပါဘူး။ Mallorca ကလက်ရှိမှာတန်းစင်းစုံအန်ရယ်ရှိနေတယ်ဆိုပေမဲ့သူတို့ပုံစံကောင်းမှရှိမနေဘူးပေါ့နော်။လောလောဆယ်ရမှတ်တွေအများကြီးဆုံးရှုံးထားတယ်။နောက်ဆုံး၄ပွဲဆက်ရှုံးပွဲကြုံတွေ့ထားရတဲ့အသင်းပေါ့နော်။ဒါပေမဲ့တစ်ဖက်မှာကျတော့ Osasuna ကအိမ်ကွင်းအရန်ကောင်းတဲ့အသင်းအခုသူတို့အိမ်ကွင်းနောက်ဆုံးအိမ်ကွင်းကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Real Madrid လို့အသင်းကိုတော့အနိုင်ကစားထားတယ်ပေါ့နော်ဒီဟာဒီသူတို့ကပုံစံကောင်းအရန်ပြနေတဲ့အသင်းတော့မဟုတ်ဘူးရှုံးပွဲ17ပွဲထိကြုံတွေ့ထားခဲ့တယ်ဒါပေမဲ့ပေါ့နော်အဲ့ရှုံးပွဲ17ပွဲဆိုပေမဲ့အိမ်ကွင်းမှာတော့သူတို့အိမ်ကွင်းရှုံးပွဲကတော့အဲ့17ပွဲမှာ2ပွဲပဲပါဝင်ထားတယ်ပေါ့နော်ဆိုတော့ဒီအိမ်ကွင်းအရန်ကောင်းတဲ့အသင်းလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒီပွဲမှာလည်းလက်ရှိ form ကျနေတယ်လက်ရှိရုန်းကန်နေရတယ်မာယောကာအသင်းကို Osasuna အသင်းကအိမ်ကွင်းမှာပုံစံကောင်းတစ်ခုနဲ့နိုင်ပွဲရယူသွားမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဆိုတော့ဒီပွဲအတွက်ရွေးချယ်မှုကတော့ Osasuna ဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီရွေးချယ်မှုတွေအားလုံးကကျွန်တော်ရဲ့အထင်မြင်ယူဆချက်သက်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ brother တို့ရဲ့အမြင်တွေရယ် brother တို့ရဲ့ဒီနေ့ညအတွက်ကြိုက်တဲ့ပွဲတွေရရှိရင် comment မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ